สวัสดีครับမင်္ဂလာပါဖျားစာသူရွတ်ဖတ်ပူဇော်တာကုသိုလ်ပြေဝရချင်ရင်အချက်၃ချက်ပြည့်စုံရမယ်၁ပြည်တတ်ရွတ်ဖတ်ပူဇော်ရမယ်၂အနတ်သိပ္ပယ်သိရမယ်၃လိုက်နာကျင့်သုံးရမယ်အဲ့ဒါမှကုသိုလ်ကတရားရံငိန်လုံးရမှာမေတ္တာသုံးမှာဆိုရင်ရွတ်ဖတ်ပူဇော်ရမှာထက်လိုက်နာကျင့်သုံးရမှာကဘူအဓိကကြတာပေါ့မေတ္တာသုံးမှာဆိုရင်မြတ်စွာဘုရားဘာတွေဟောရလဲဆိုတာသုံးပိုက်မှာဆိုရင်ကရဏီယမထာကုတလေနယံတဒရံမနံအပိတမေသာတကောဥလူသာတုဟုလူသာသူဝသောသတ္တမုတုအနတိမာနီအဲ့ဒါကဘာလို့လဲဆိုတော့လောကီလောကုတ္တရအကျိုးစီးပွားကိုလိမ္မာကျွမ်းကျင်သူဟာနိဗ္ဗာန်ကိုအာယုံပြု၍သူတော်ကောင်းနိလန်းကိုကျင့်ကြံအားထုတ်ရမယ်ကိုနှုတ်နှစ်ပါးရိုးသားဖြောင့်မတ်ရမယ်စိတ်သဘောထားဖြောင့်မတ်ရမယ်စိတ်ဆုံးမရွယ်ကူရမယ်မာနမရှိရဘူးအပိုက်လေးမှာဆိုရင်တန်တုတ်တကောစာသူဘဂောစာအပကိသောစာတလဟုကဗုတိတန်ဒိန်တတိယောစာဒီဘဂောစာအပဂါဘောကုလေတွနာနုဂိတ်တော်အဲ့ဒါကဘာလို့လဲဆိုရင်ရောက်ရဲတင့်တယ်ရမယ်အမှုကိစ္စနေပါရမယ်ပေါ့ပါတော့အသက်မွေးခြင်းရှိရမယ်ငြိမ်သက်သောအင်္ဂတိရှိရမယ်အရာရာမှခွဲချမ်းစိတ်ဖြာရင်းရင်သောဉာဏ်ပညာရှိရမယ်ကိုနှုတ်စိတ်သုံးပါလုံးကြမ်းတမ်းမှုမရှိရဘူးတွေ့တာမမောမှုလည်းမရှိရဘူးဒါတွေကိုကြည့်မယ်ဆိုရင်ရွတ်ဖတ်ရမှာထက်လိုက်နာကြည့်လုံးရမယ်ဆိုတာပိုပြီးအဓိကကြတာပေါ့ပြတတ်လဲရွတ်မယ်အတိတ်ပဲလဲတည်တယ်လိုက်နာကြည့်သုံးမယ်ဆိုရင်ပြည့်စုံတဲ့ကုသိုလ်တစ်ခုဖြစ်တာပေါ့အားလုံးပဲပြည့်စုံတဲ့ကုသိုလ်ရနိုင်ကြပါစေကျေးဇူးတင်ပါတယ်